မင်္ဂလာပါခင်ဗျာမန္တလေးခေတ်သစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတင်များကိုတင်ဆက်ပေးပါတော့မယ်ပထမဦးဆုံးမြင်းကြံနှင်းနားစွန်မြို့နယ်တို့တွင်စစ်ကြောင်းထိုးမီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်လက်ချက်ကြောင့်ကလေးငယ်သူတို့ပါဝင်အရက်သား၄ဦးသေဆုံးမန္တလေးတိုင်းမြင်းကြံနှင်းငန်းစွန်မြို့နယ်အဆက်ကကြေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းလက်ချက်ကြောင့်ကလေးငယ်သူတို့ပါဝင်အရက်သား၄ဦးသေဆုံးပြီးကြေးရွာနှွေရွာကနေအိမ်တွေနဲ့မီးရှို့ပျက်စီးခံခဲ့ရတယ်လို့မြင်းကြံလူထုလှုပ်ရှားမှုကော်မတီတာဝန်ရှိသူကမောင်းကိုပြောပါတယ်မြင်းကြံနှင့်ငန်းစွန်မြို့နယ်အဆက်မှာရှိတဲ့မြင်းကြံနဘူးဝိုင်မျိုးသားလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့ကျမ်းဘက်စစ်တပ်ကဖေဖော်ဝါရီလ25ရက်နဲ့26ရက်2ရက်ဆက်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာတွေလှုပ်ဆောင်ပြီးကြီးရွာတွေကိုပါမီးရှို့ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီ25ရက်မနေ့မနက်ပိုင်းကမြို့တောင်းဆက်မှုဆောင်ကနေထွက်လာတဲ့အကျမ်းဘက်စစ်ကြောင်းဟာငန်းစွန်မြို့နယ်ရွာဆိုင်ကြီးရွာတွေကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်2ဦးသေဆုံးခဲ့တယ်လို့မြင်းကြံလူထုလှုပ်ရှားမှုကော်မတီတာဝန်ရှိသူကဆိုပါတယ်။ဒါ့အပြင်မနေ့ကမနက်ပိုင်းမှာပဲမြို့သားရဲစခန်းထဲတပ်ဆွဲထားတဲ့စစ်အုပ်စုတပ်သားတွေကလက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့်ပေါက်စင်းကြီးရွာတွေကခရီးသွားကားတစ်စီးထိမှန်ပြီးအမျိုးသမီးတူနေရာမှာတေဆုံးခဲ့တယ်လို့နောက်ထပ်တူလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကမနက်၈နာရီလောက်မှာစစ်ကြောင်းကမြို့သားဆက်မှုဆောင်ကနေကျွဲစိန်ရွာဘက်ကိုဝင်တယ်။အဲ့မှာ drone နဲ့ကားတစ်စီးတွေ့လို့ဆိုပြီးဘုံလိုက်ချတာကားရက်တဲ့အိမ်ကိုဘုံချတာပေါ့။အဲ့မှာရွာစိတ်ရွာကခလေးတယောက်တေတယ်။အဲ့ဒီစစ်ကြောင်းကပဲလက်နက်ကြီးနဲ့ပေါက်စိမ်းရွာပဲလမ်းပစ်တာမှာအမျိုးသမီးတယောက်ထက်သေးတယ်တယောက်ဒဏ်ရာရတယ်ခြေထောက်ဖြတ်ရမယ်ကြားတယ်လို့မြင်းကြံလူထုလှုပ်ရှားမှုကော်မတီတာဝန်ရှိသူကမောင်းကိုပြောပါတယ်အကြမ်းဖက်စစ်ကြောင်းဟာဖေဖော်ဝါရီ25ရက်ဒီနေ့မနက်ပိုင်းမှာလဲမြင်းကြံမြို့နယ်ညောင်ဝန်းကန်လက်ရွာနဲ့တကယ်ချင်းရွာတွေကိုဝင်ရောက်မီးရှို့ပြီးအသက်40အရွယ်အမျိုးသားတူဦးကိုပစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်စစ်အုပ်စုမီးရှို့ခဲ့တဲ့ကြေးရွာနေရွာရဲ့မီးလောင်ပျက်စီးခဲ့တဲ့အိမ်ခြေအရဲအတွက်ကိုတော့မောင်းအနေနဲ့တီးခြားအတိအကျနိုင်တာမရှိသေးပါဘူးမြင်းကြံလူထုလှုပ်ရှားမှုကော်မတီရဲ့ပြောပြချက်အရစစ်ကြောင်းဝင်ရောက်မီးရှို့ခြင်းကျဲမာရေးကြောင့်မပြေးနိုင်တဲ့အသက်80အရွယ်အဖိုးကိုတယောက်လည်းနေအိမ်မီးလောင်ခြင်းမီးထဲပါပြီးတေဆုံးခဲ့တယ်လို့ဆိုပါတယ်။မြင်းကြံခရိုင်အတွင်းကတောင်သာငန်းစွန်နွားထိုးကြီးနဲ့မြင်းကြံမြို့နယ်တွေကိုအင်ဟာတိဟာနီးပါးပါတဲ့စစ်ကြောင်းနှစ်ကြောင်းကစစ်ကြောင်းထိုးမီးရှို့နေအပ်ပြီးပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။